ကိုယ့်ရဲ့ TikTok အကောင့်က log out ထွက်သွားလို့ဒါမှမဟုတ်အကောင့်ကအပြင်ကိုထွက်သွားလို့ကျွန်တော်တို့ပြန်မရတော့ဘူးဆိုလို့ရှိရင်ကျွန်တော် recover ထားတဲ့နည်းလေးကိုဒီ video လေးမှာအားလုံးအတွက်ကျွန်တော်ကနေပြီးတော့ညှောက်ပေးပါမယ်ခင်ဗျပထမဆုံးအနေဖြင့်ကိုယ့်ရဲ့ TikTok အကောင့်ထိတ်ဆုံးကမြင်းချောင်းလေး၃ချောင်းနှိပ်ပါပြီးလို့ရှိရင် setting ရဲ့ privacy ကိုနှိပ်ပါနှိပ်ပြီးလို့ရှိရင်ကျွန်တော်အောက်ကိုတစ်ချက်လက်ကလေးနဲ့ဆွဲပြီးလို့ရှိရင် report and problem တွေကိုဆက်ပြီးတော့ဝင်ပေးပါဒီဆင်းရောက်ပြီဆိုလို့ရှိရင်ကိုယ့်ရဲ့အကောင့်ကိုကျွန်တော်တို့ recover လုပ်ချင်တယ်ပေါ့နော်ကိုယ့်အကောင့်အပြင်ထွက်ကြသွားလို့ကိုက recover လုပ်ချင်တယ်ဆိုလို့ရှိရင် login ဝင်တဲ့အခါအခက်တွေ့တဲ့အခါကျရင်အလွယ်တကူပြန်ဝင်လို့ရအောင်လို့ကျွန်တော်တို့ကအကောင့် recover ကိုနှိပ်ပေးပါအကောင့် recover ကိုနှိပ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကပေါ့နော်ဒေတာမဲ့ email တစ်ခုကိုကျွန်တော်ရိုက်ပြီးထည့်ပေးပါအဲ့တော့ကျွန်တော်ဒေတာမဲ့ email လေးတစ်ခုကိုကျွန်တော်ရိုက်ပြီးထည့်လိုက်တယ်ပေါ့နော်တော့ email လေးတစ်ခုကိုရိုက်ပြီးထည့်လိုက်တယ်ကျွန်တော်ကအရင်လုံးလေးကလည်းဒီ email ကိုထည့်ထားပြီးသားဒါပေမဲ့ recover လုပ်ရင်လည်းဒီ email ကိုပဲပြန်လုပ်မှာဒီ email ပဲကျွန်တော်ပြန်ရိုက်ထည့်တယ်ပေါ့နော်ကျွန်တော်ရဲ့ TikTok အကောင့်မှာအဲ့တော့တစ်ချက်ဒါလေးကိုနှိပ်လိုက်တယ်နေပြီးဆိုလို့ရှိရင်ကျွန်တော်ဖွင့်ထားတဲ့ဒီ TikTok အကောင့်ရဲ့ဖုန်းနံပါတ်တွေ password တွေ email တွေသူကပြန်ပြပြီးတဲ့ဥစ္စာကိုကျွန်တော်ကနေအဲ့ထက်ကတစ်ခုကိုပဲ choose a way to log in တစ်ခုပဲရွေးချယ်ရမယ်အဲ့တော့ကျွန်တော်က email ကိုပို့ပြီးသဘောကျတဲ့အတွက်ကြောင့်မနော် recover ထားဖို့အတွက် email ကိုပဲပြန်ပြီးရွေးပေးလိုက်ပါတယ်အဲ့ဒီ email ကိုကျွန်တော်တို့ကုတ်ကြလာမယ်ကျွန်တော် mail ကနေတစ်ချက်သွားကြည့်ပြမယ်ပေါ့နော်အဲ့တော့ mail ကနေတစ်ချက်သွားကြည့်မယ်ဒါ recover ထားတာပေါ့နော် mail မှာကြာလာပြီ2333996အဲ့တော့2333996 2333996ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ပေါ့နော် TikTok အကောင့်မှာ recover email ကိုကျွန်တော်ထည့်လို့ပြီးသွားပြီပေါ့နော်ဒါ recover ထားလို့ပြီးသွားပြီပေါ့နော် recover ထားတာဘာကိုပြောရလဲဆိုတော့အဓိကအဖြစ်ကိုယ့်ရဲ့ TikTok အကောင့်က log out ထွက်ကြသွားတဲ့အခါအပြင်ရောက်သွားတဲ့အခါကိုမလို့ပဲ log out ထွက်ကြသွားတဲ့အခါကိုပြန်ဝင်တဲ့အခါဖုန်းနံပါတ်နဲ့ဝင်နေနဲ့ဝင်လို့မရလို့အဆင်မပြေဘူးဆိုလို့ရှိရင်ကျွန်တော်တို့ recover အနေနဲ့ဒီ email တွေကိုခုနလိုမျိုးကုတ်ကြပြီးတော့ကျွန်တော်အလွယ်ကူ TikTok အကောင့်ကိုပြန်ရပါတယ်ပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်